こんばんは。コツコツからようこそ。はい、皆さん、久しぶりですね。はい、အားလုံးပဲမင်္ဂလာပါ။コツコツကနေကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီコツコツပင်မှာဘာမှမတင်ထားလိုက်ကြပြီပေါ့နော်။အဲ့တော့ဒီနေ့ကနေစပြီးတော့ဒီဗီဒီယိုကနေပေါ့နော်။ဘယ်လိုလေးသွားကျင်လဲဆိုတော့ခန်းကြီးပေါ့နော်။မြင်တဲ့အတိုင်း今日のカラスはカンニのカラスです。カラスです。はい。အဲ့တော့ခန်းကြီးတန်းလေးပဲမဲ့သူက level နဲ့လိုက်ပြီးတော့လည်းမဟုတ်ဘူးပေါ့နော် level နဲ့လိုက်ပြီးတော့မှ N5 ခန်းကြီးတွေလား N4 ခန်းကြီးတွေလားအဲ့လိုလည်းမဟုတ်ဘူးအဲ့လို level နဲ့လိုက်တယ်လည်းမဟုတ်ပြီးတော့ဆွဲချက်တွေလည်းရေးပြမှာတော့မဟုတ်ဘူးပေါ့နော်ဆွဲချက်တွေလည်းရေးပြမှာတော့မဟုတ်ဘူးပြီးရချိန်ကျတော့ဟာပေါ့ဗာလဲလေတွဲလုံးတွေအများကြီးပေါ့နော်တွဲလုံးတွေအများကြီးလည်းပါမှာတော့မဟုတ်ဘူးအဲ့ဒါဆိုရင်တော့ဘာလဲလို့တွေးသွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီအခုဒီ series လေးနဲ့ကနေပေါ့နော်ခန်းကြီးကိုတစ်နေ့ကို3လုံးပေါ့နော်တစ်နေ့ကို3လုံးဒါမှမဟုတ်ဒီဗီဒီယိုတစ်ခုမှာ3လုံးပေါ့နော်ဗီဒီယိုတစ်ခုမှာ3လုံးစီကို topic တစ်ခုကနေလေ့လာမှာပေါ့နော်အဲ့တော့အခုရွေးထားတဲ့ topic တစ်ခုရှိအဲ့ဒီ topic တွေကခန်းကြီးတွေဟောဒါကြီးတော့ N5 ကလေးကနေချက်ခဲ့တယ်ပေါ့နော် N5 N4 N3 N2 N1 အဲ့ဒါတွေပေါ့နော်အဲ့ချက်ခဲ့တဲ့ခန်းကြီးတွေထဲမှာဒီကိုမြင်နေကြဒီ topic တစ်ခုခုပေါ့နော်အဲ့ topic တစ်ခုခုဆိုရင်အဲ့ဒီ topic တွေခန်းကြီးတွေကတချို့က N5 ဆိုရင် N5 level နဲ့ညီတာပဲချက်ခဲ့ရတယ် N4 ဆို N4 level နဲ့ညီတာပဲချက်ခဲ့ရတယ်ဒါပေမဲ့အကုန်လုံးကြီးကိုပြန်စုစည်းမိလားဆိုမစုစည်းမိဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဟိုလိုမျိုးခန်းကြီးရောအသေးစိတ်ပေါ့နော်လေ့လာမှာမျိုးမဟုတ်ဘဲねကိုတိပြီးသားခန်းကြီးလေးတွေကဒီလိုမျိုးဆိုရင်တော့ပြန်ပြီးတော့နှွေးတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့ဒီနေ့ဒီဗီဒီယိုတစ်ခုပေါ်မှာ3လုံးပဲတင်မှာဖြစ်ပါတယ်ဟုတ်အဲ့တော့ဒီနေ့ကတော့ဒါလေးကြည့်အောင်ပေါ့နော်အဲ့တော့ဒီနေ့ဂျပန်စာမှာခန်းကြီးလေးရောလောက်ချက်ပြီးလိုက်ဒီနေ့အတွက် reminder လေးပေါ့နော်ပြီးရင်ကျတော့ပုံပေါ်ခိုင်းဝါကိုပြောပြကြလားするかな知らないですよねはいအဲ့ဒါပြီးတော့ animation တွေကိုကြည့်ပြကြလားဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒါကိုယ့်အကို reminder လုပ်ပြီးဂျပန်စာလုပ်ဖြစ်လာလေ reminder လုပ်ပြီးတော့ဒီနေ့ခန်းကြီး class ကိုတွားရအောင်ပါအဲ့တော့ဒီပထမဆုံးဗီဒီယိုအနေနဲ့ရွေးထားတဲ့ topic ကတော့ဟောတာရှိတို့ကိုယ်တိုင်ဖြစ်ပါတယ်အဲ့ဒါကတော့ခန္ဓာကိုယ်နဲ့ပတ်သက်တာလေးတွေပါခန္ဓာကိုယ်နဲ့ပတ်သက်တာဆိုပထမဆုံးခန်းကြီးကဒါလေးရပါလိမ့်တယ်လေခါရတာခါရတာခါရတာလို့ဖတ်တယ်ပေါ့နော်ခါရတာဆိုတဲ့ခန်းကြီးကဒီအရှိကနင်းပန်းလေးနဲ့ပေါ့နော်ဒါအရှိကနင်းပန်းလေးရေးပြမှာတော့မဟုတ်ဘူးဆိုမှရေးပြလိုက်ပြီပေါ့နော်နင်းပန်းလေးနဲ့အနောက်ကဆိုတော့ဗာခန်းကြီးလေးလေဒီခန်းကြီးလေးဆိုရင်အာခိခန်းကြီးလေးခိဆိုတာတစ်ပင်ခန်းကြီးအဲ့ဒီတစ်ပင်ခန်းsorry နော်တစ်ပင်ခန်းကြီးလေးအဲ့ဒါမှတော့ရှိတော့အလယ်မှာသူတို့ဖြတ်လိုက်ပဲဆိုရင် home ဆိုတဲ့စာအုပ်ဆိုတဲ့ခန်းကြီးလေးရတယ်ပေါ့နော်အဲ့တော့ရှိတော့ဒီခန်းကြီးလေးကြည့်ရတဲ့ခါလေးပြန်မှတ်မှာကဒီလိုမျိုးခန်းကြီးလေးဆိုရင်တစ်ပင်အောင်မှာလူလေးရပါလို့ညာလေအရာစုမှုအနာယူနေတယ်ဒီခန်းကြီးလေးဆိုရင်စာအုပ်နီဟွန်မှာလည်းပါတယ်ပေါ့နော်နီဟွန်ဂျပန်ဒီနှစ်ခုပေါင်းလိုက်ပြီဆိုတော့ရှိတော့ဘာဖြစ်သွားလဲလူခန်းကြီးနဲ့ဒီတစ်ပင်ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့ခါရတာဆိုတဲ့ခန္ဓာကိုယ်ဆိုတဲ့ခန်းကြီးလေးရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီတွဲလုံးလေးပေါ့နော်တွဲလုံးလေးလည်းတအားကြီးမများဘူးဒီတိုင်းလေးပဲကိုတီးတဲ့လောက်လေးပေါ့နော်တီးတဲ့လောက်ဆိုရင်လည်းအကုန်လုံးကြီးတော့မဟုတ်ဘူးနည်းနည်းလေးပေါ့တစ်ခုနှစ်ခုပါပဲအဲ့တော့ဒီခန်းကြီးလေးကြည့်အောင်ဒီခန်းကြီးကဘာခန်းကြီးလေးလဲမမိကြပါသလားอืม重いဆိုတာကလေးတော့ပေါ့နော်သူကထပ်တင်ထားတယ်ဆိုတာမျိုးလည်းအဓိပ္ပာယ်ရတယ်ထပ်တင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းရတယ်ဒါပေမဲ့သူ့ကိုတရှိလို့တော်တော်များများကြည့်ကြတာ重いလေးတော့ပေါ့နော်သူ့ကိုတင်ထားတယ်ထပ်ပြီးတော့လုပ်ထားတယ်ဆိုခါဆာနာရူဆိုရင်မှသုံးတယ်ပေါ့နော်ခါဆာနေရူခါဆာနာအဲ့တော့အဲ့ဒီခန်းကြီးနဲ့ဟောတာရှိလို့ဒီအရှိကခါရထဆိုတဲ့ခန်းကြီးကခန္ဓာကိုယ်အနောက်ကလေးတာအဲ့တော့ခန္ဓာကိုယ်အလေးဆိုတော့တရှိလို့သူ့ကိုတိုင်းကျူလို့ဖတ်ပါတယ်တိုင်းကျူဆိုတော့ပေါင်ချိန်ကိုပြောတာပေါ့နော်တိုင်းကျူဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်ခန္ဓာကိုယ်မှာပထမဆုံးဖတ်လာလေအာတမကတော့ဥကောင်းကိုပြောတာပါအာတမဆိုတာဥကောင်းကိုပြောတာပေါ့နော်ဥကောင်းရှိမယ်အဲ့တော့私တို့ဒီခန်းကြီးလေးကြည့်မယ်ပေါ့နော်ဒီခန်းကြီးလေးကဘယ်မှာမြင်မှုကြသလဲအဲ့ဒါသူကမမဲဆိုတဲ့ခန်းကြီးလေးနဲ့တူပဲပေါ့နော်အဲ့ရခန်းကြီးဒီပုံစံလေးပေါ့နော်သူကမမဲဆိုတဲ့ခန်းကြီးနေရလာတယ်မမဲဆိုတော့ဒီတဲ့တိုင်းတိုဖူးလိုပါမျိုးတော့ပေါ့နော်အဲ့ဒီမှာသုံးတဲ့ခန်းကြီးလေးရဲ့ဒီနောက်ကဒီလိုလေးပေါင်းလိုက်တော့အဲ့တော့ဟိုရှိတော့အုံနောက်ဆိုတော့
ခေါင်းဆိုတော့အုံနောက်ကခါကျရင်အဲ့လိုမျိုးပြောကြတယ်လေနော်အဲ့တော့ဒီလိုလေးပါနေတဲ့ခန်းကြီးကအာတမဥကောင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့သူရေးတာကတော့ဒီလိုလေးရေးရပေါ့နော်ဒါရေးဆွဲချက်မရေးပြအောင်ဆိုတာက mouse နဲ့ရေးတော့လေမလာမှဆိုလို့မရေးပြတာပေါ့နော်ဟုတ်ပြီအတူအာတမလို့ဖတ်တယ်ပြီးတော့ဒီခန်းကြီးလေးကြည့်ရအောင်ဒီနောက်ကခန်းကြီးလေးသိကြပါလားအဲ့ဒီခန်းကြီးကပါတယ်လေ痛いဆိုတာဘာလို့လဲနာတာ痛いですよね痛いなら私のသူ့ရှိရာခံကြီးကအတမအနောက်က痛いဆိုတော့ခေါင်းနာတယ်ဆိုတော့မြန်မာလိုဆိုရင်ခေါင်းကိုက်တယ်အဲ့တော့ဂျပန်လိုကျတော့သူ့ကိုズーツလို့ဖတ်ပါတယ်ズလို့ဖတ်ပါတယ်ズーツဟုတ်ပြီနော်ズーツလို့ဖတ်တယ်အဲ့တော့နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကျတော့ဗါတယ်လေဆိုတော့အတမပြီးတော့私တို့ဗါလာပြီလေခေါင်းမှာဆိုရင်ခေါဆိုတော့မျက်နှာကိုပြောတာပါခေါဆိုတော့မျက်နှာကတော့ဒီလိုလေးရေးတယ်ပေါ့နော်ခန်းကြီးကဒီပုံစံလေးပေါ့နော်ဟုတ်ပြီမလှဘူးပေါ့နော်私က mouse နဲ့ရေးတော့လေတိတ်မလှမှာဆိုတော့အဲ့ဒီခန်းကြီးဆွဲချက်မရေးပြဘူးလို့ပြောတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့私တို့သူ့ဖတ်ကြည့်အောင်ခေါကမျက်နှာဒီနောက်ကခန်းကြီးလေးကိုသိကြပါသလားဒီနောက်ကခန်းကြီးက N4 လောက်မှာပါမယ်တဲ့နဲ့အဲ့ဒါကဤလိုဆိုပါလေခန်းsorry အယောင်ပြောတာပေါ့နော်အယောင်အဲ့တော့私တို့ခေါကိုဤလိုဆိုရင်မျက်နှာအယောင်ဆိုတော့ဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ခေါဤလိုမျက်နှာအယောင်မကောင်းဘူးလို့ပေါ့ညတို့မှာတုံးတယ်ပေါ့နော်ခေါဤလိုはい、やんな。အဲ့တော့私တို့ဒီနေ့ကတော့ဒီခန်းကြီး၃လုံးလေးပါပထမဆုံးခန်းကြီးကပါတယ်လေခါရတာပြီးတော့အာတမပြီးတော့ခေါအဲ့ဒါပြီးတော့私တို့ဒီအစိပ်ပိုင်းတွေထပ်လာမယ်ပေါ့နော်အဲ့ဒါတော့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်またねバイバイ